မင်္ဂလာပါခင်ဗျာကျွန်တော်စိတ်ဝင်စားသလိုကျွန်တော်ရဲ့မိတ်ဆွေတွေလည်းစိတ်ဝင်စားမယ်လို့ထင်ပါတယ်။နော်အဲ့ဒီအကြောင်းကတော့ကျွန်တော်တို့2026မှာဂျူရီရထရူလုပ်တဲ့အခြေအနေပေါ့နော်ရထရူလုပ်တဲ့ဒိတ်ကြီးပေါ့ဟုတ်ပြီကျွန်တော်တို့ဂျူရီရထရူလုပ်တော့ဘာဖြစ်တတ်တော့ပြောင်းပြန်သွားတော့ကျွန်တော်တို့ခန်းစားတွေ့ကြုံနေရတဲ့အခြေအနေတွေပြောင်းပြန်ဖြစ်တတ်တာပေါ့နော်အဲ့လိုတာသဘောပေါက်ထားလိုက်ပါဟုတ်လားနော်အဲ့တော့ကျွန်တော်တို့ဥပမာအားဖြင့်ပေါ့ဗျာပြီးခဲ့တဲ့ကျွန်တော်တို့17လပိုင်းကကျသာဗုဒ္ဓဦးကျူရထူလို့ရနေအတဲသွားကနေမှာကျွန်တော်တို့တိုင်းပြည်လုံးဝမ်းသာစရာတဲ့နေနဲ့ကြုံခဲ့တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဗုဒ္ဓဦးကျူကတစ်နှစ်ကို3ချိန်လောက်ရထူလုပ်ပါတယ်ရထူလုပ်ပြီးဆိုရင်ဥမာပေါ့ကြာနေရနေဇီရီတက်သွားတာမျိုးတက်နေရနေကြတာမျိုးအဲ့လိုပြောင်းပြန်ချီနေတွေဖြစ်တတ်တယ်နော်အဲ့ဒါလေးကိုသတိပြုဖို့အဲ့တော့ရထူလုပ်တယ်ဆိုတာတော့ပြောင်းပြန်သွားတာပြောင်းပြန်သွားတော့အကျိုးသက်ရောက်မှုကတည်းကပြောင်းပြန်ဖြစ်တတ်တယ်အဲ့တော့အကျိုးတိုင်းကဥမာဗုဒ္ဓကျိုးဆိုရင်ဥမာဖြစ်လေဖြစ်တာရှိတယ်တစ်နှစ်ကို3ချိန်လောက်ဖြစ်တယ်တစ်နှစ်ကို3ချိန်လောက်ဆိုဖြစ်ဦးဖြစ်စဉ်အပြောင်းလဲကိုဗုဒ္ဓကဖြစ်စေတယ်နော်ဖြစ်နေကြအပြောင်းလဲတစ်ခုဖြစ်သွားစေတယ်ဗုဒ္ဓကျိုးက2026ထဲမှာ3ချိန်ရထူလုပ်ပါမယ်ဒီ post ကိုဟိုပေါ့ share ထားမယ်မှတ်ထားမယ်ဆိုရင်သူကပြက်ကလေးတစ်ခုကြည့်ရတယ်လို့ဖြစ်ပါလိမ့်မယ်နော်ဖေဖော်ဝါရီ26ရက်2လ2026ကနေ20ရက်3လ2026အထိဗုဒ္ဓဟူးကျိုးရထူသွားပါမယ်22ရက်ကြာပါတယ်ဟုတ်ပြီနော်ဗုဒ္ဓကျိုးရထူသွားတဲ့အချိန်မှာတောက်ကြကျိုးရဲ့တနင်္ဂနွေကျိုးရဲ့အင်္ဂါကျိုးရဲ့ဥနေပါတယ်ဒါမှမဟုတ်ဗုဒ္ဓကျိုးကရထူသွားနေတာပါနောက်ထပ်29ရက်6လ2026ကနေ23ရက်9လ2026အထိ24ရက်ဗုဒ္ဓကျိုးရထူသွားပါမယ်ဒိတ်ကလေးတွေမှတ်ထားပါနော်24ရက်10လ2026ကနေ23ရက်17လ2026မှာရက်20ရထူသွားပါမယ်ဟုတ်ပြီနော်ဗုဒ္ဓကျိုးကဖြစ်လိဖြစ်တာရှိတဲ့ကိစ္စလေးတွေဖြစ်ပေါ်စေတတ်တယ်ဟုတ်လားနော်အဲ့ဒီဟာရဲ့အပြောင်းအလဲလေးတွေကိုမျှော်လင့်လို့ရပါတယ်နောက်တောက်ကြကျူကတော့ရထူသွားခဲ့တယ်ဗျနော်တောက်ကြကျူရထူသွားဖို့ဆိုတာဟိုနှစ်တိုင်းမသွားဘူးသူကသွားသူ့ဟိုအချိန်ခါအားဖြင့်ဟိုပေါ့နော်တစ်နှစ်ကြော်2နှစ်လောက်မှတစ်ခါလောက်သွားတာအဲ့ဒါကတော့ထူးခြားတဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဒါဘယ်ကြမှာတောက်ကြကျူကရထူသွားမှာတော့ဆိုတော့3ရက်10လ2026မှာ14ရက်17လ2026အထိရထူသွားပါမယ်41ရက်ကြာပါတယ်နော်2026ထဲမှာအင်္ဂါကျိုးရပတ်မလုပ်ပါဘူးရထူမလုပ်ပါဘူးခင်ဗျနော်အဲ့တော့နောက်ထပ်ကျွန်တော်တို့ကြာတာပရိကျူဒီကြာတာပရိကျူရထူကတော့တော်တော်အရေးကြီးပါတယ်နော်ကြာတာပရိကျူရထူကဖြစ်လေဖြစ်ထရှိတာတွေထက်ပိုပြီးတော့ဖြစ်ဖို့ခဲရင်းတဲ့အနေအထားတွေပေါ့နော်ဖြစ်လာတတ်တာပေါ့နော်ဖြစ်သွားတတ်တာဖြစ်လာတတ်တာပေါ့နော်အဲ့ဒါဘယ်ချိန်သွားမှာတော့ဆိုတော့ကျွန်တော်တို့အခုဆိုရင်ကြာတာပရိကျူရထူသွားနေလို့မယ်လေ17ရက်17လ2025ကနေ17ရက်3လ2026အထိကြာတာပရိကျူရထူသွားနေတော့မှာ17ရက်3လအဲ့တော့ကြာတာပရိကျူဥမာပေါ့ဗျာဟိုကြာတာပရိကျူဟိုအတက်သွားတဲ့အချိန်မှာခံစားရတဲ့အကျိုးတွေရှိတယ်ဥမာလက်ရနှစ်တက်မှာကြာတာပရိပေါ့မိထုံလက်ဆိုရင်ပြိဿလက်ဆိုရင်ပြိဿလက်သမားတွေပေါ့နော်ပြိဿလက်ရနှစ်တက်ကိုကြာတာပရိကရောက်နေတာအခုရထူလုံနေတော့ဆိုတာရူလုံးတော့မှာထီရီပိုင်းသူကပေါက်နိုင်တယ်ပြောတာကိုထီရီပိုင်းမပေါက်သေးဘူးဆိုရင်အတဲသွားကြမျောလို့ရတယ်နော်ဟိုပါဘောကြာတာပရိကျူရထူက17ရက်3လအထီရထူလုံးမယ်ရထူလုံးတော့မှာလည်းထိုးပါနော်ရထူလုံးတော့မှာပေါက်တဲ့လူတွေလည်းရှိတယ်နော်အတဲသွားမှာပေါက်တဲ့လူတွေလည်းရှိတယ်အဲ့ဒါပြည်သက်လက်သမားတွေဟုတ်လားနော်ရထူလုံးမှာပြီးတော့ကျွန်တော်တို့ပြိဿလက်သမားတွေခုနှစ်တန်းပြိဿလက်ဆိုတော့နှစ်တန်းကိုကြာတာပရိမြင်ချင်းခံရတာပေါ့ဗျာနော်ပြီးတော့ဒနုလက်သမားတွေဒါကတော့ထားပါကျွန်တော်ဒါကြားညက်ပြောတာပါဟိုပါပေါ့နော်ကြာတာပရိကျူရထူလုံးမှာကအခု17ရက်17လ2025ကနေ17ရက်3လ2026မှာရထူလုံးပါမယ်နောက်တစ်ခါထပ်ပြီးတော့ရထူလုံးမှာ13ရက်12လ2026ကနေ13ရက်4လ2029အထိကြာတာပရိကျူရထူလုံးပါမယ်နော်အဲ့ဒါလေးတွေကဒါ2026ရက်ပြက်ကလေးလို့ပဲခင်ဗျားတို့မှတ်ထားလိုက်ပါနော်နောက်ထပ်ကျွန်တော်တို့စီတန်စနီစနီကအရေးကြီးတယ်နော်စနီအရေးကြီးတာကစနီကကျွန်တော်တို့
အခုအတဲသွားနေတယ်နော်အတဲသွားနေရကနေကျွန်တော်တို့ဟိုပါပေါ့20ရက်တလဆိုရင်နက်ခတ်ပြောင်းတော့မယ်အခုဆိုရင်ဂျာတာပရိဂျိုကပြုတ်ပါပရပိုင်နက်ခတ်ပေါ်မှာအတဲသွားနေတယ်နော်20ရက်တလကျော်သွားတာနဲ့ဥတ္တရာပရပိုင်နက်ခတ်ပေါ်ကိုသူကကောစားသွားမှာအဲ့မှာဥတ္တရာပရပိုင်နက်ခတ်ပေါ်ကိုကောစားသွားနေရနေပြီးတော့26ရက်9လ2026ကနေ10ရက်12လ2026အထိ138ရက်ရထူလုံးမှာပါစနီဂျူရထူကတော့သူကဗျကျွန်တော်ကြည့်တယ်နော်ဒီဥဒ္ဒရာပရပိုင်နက်ခတ်ပေါ်ကိုစနီသွားရင်9ရက်သားသမီးလို့နော်အဲ့တနင်္ဂနွေကနေစနီနေ့အထိအဲ့ဒီဂျိုးကညှိုးတဲ့အလုပ်တွေအားလုံးကောင်းတယ်အလွန်ကောင်းတယ်အဲ့လိုပဲညွှန်းထားတယ်နော်အဲ့ဒီကနေရထူသွားတဲ့အချိန်မှာမကောင်းတာလားအများကြီးပဲအဲ့တော့အပြောင်းလဲလေးတစ်ခုပေါ့စနီဂျိုရထူသွားတဲ့အချိန်မှာတော့စနီဂျိုကဒီယာဒီမှာ230မှာတစ်ခါတော့ပဲရထူသွားတာလေအဲ့တော့ဖြစ်ဖို့ခဲရင်းနဲ့နော်အဲ့ဒါကြောင့်ဟိုဖြစ်ဖို့ခဲရင်းနဲ့ကိစ္စတွေဖြစ်လာနိုင်တယ်နော်အဲ့တော့26လုံးနဲ့ခက်ကကျွန်တော်တို့ဟိုပေါ့နော်အာယုစံပေဒီပြင်မှာပညာမှာဆိုရင်ဒီနှစ်ကသူထိပြူနဲ့ခက်ပေါ်စနီစီးတာကျွန်တော်အရင်ကျွန်တော်ဘီရင်ဆရာရှူလာတာ page မှာကျွန်တော်စာရေးဘူးတယ်နော် post တင်ဘူးတယ်ဟာကျွန်တော်အဲ့ဒါကျွန်တော်ကအဟွာတော့ရေးတာပါဟို2024ပေါ့နော်2024ထဲမှာကျွန်တော်ရေးတာ2024ကျွန်တော်ဆေးရုံမတက်ခင်လေးမှာကျွန်တော်ရေးတာအဲ့မှာကျွန်တော်ဟာလို့ TV နဲ့ခတ်ပေါ်စနီစီးမှာလို့ TV ဆိုတာတိုက်တာ OA နေနဲ့ဆိုင်တာလေ TV တိုက်တာTV နဲ့ခတ်ပေါ်စနီစီးမှာပဲလို့ဥယျာဉ်တိုက်တာတွေနဲ့တော့အကောင်းမမြင်ဘူးလို့ကျွန်တော်ပြောတာအဲ့ဒါ2024တော့ပြောတာအခုမြင်လှုပ်လိုက်တယ်လေဆိုလိုတာအဲ့ဒါမျိုးပေါ့ဗျာအဲ့တော့အခုကျွန်တော်တို့ TV နဲ့ခတ်ပေါ်ကိုစနီဂျိုကတော့အခု25လုံးရဘတ်လို့ရဲ့နဲ့နောက်ပြန်ရောက်သွားလို့ပြန်သွားနေလို့20ရက်တလမှာရောက်မယ်နော်20ရက်တလမှာ26လုံးနဲ့ခတ်ပေါ်ရောက်မယ်နော်အဲ့မှာကျွန်တော်တို့အတဲသွားတော့ဘာမှမဖြစ်ရင်သူကရထူလုံးမဲ့အချိန်က26ရက်9လ2026ကနေ10ရက်2026မှာရထူလုံးမှာအဲ့တော့ကျွန်တော်တော့နည်းနည်းစိုးရိမ်နော်မြင်းငင်းကိုမစိုးရိမ်ဘူးနော်မြင်းငင်းကိုဘာလို့မစိုးရိမ်တာလဲကျွန်တော်တို့ဟိုပေါ့ကျွန်တော်တို့ဒီ25လုံးမြောက်နက်ခတ်ပေါ်မှာစနေနဲ့ရာဟုဗျိုင်စီးတော့ကတော့ငင်လှုပ်ခဲ့တယ်အဲ့ဒီနှစ်ခုကတော့မရှိတော့ဘူးရာဟုကျော်ကလည်း24လုံးမြောက်နက်ခတ်ပေါ်ရောက်သွားပြီစနေကျော်ကလည်းမကြခင်26လုံးပေါ်ရောက်အဲတခုထူးခြားတာကစနေကျော်က26လုံးနက်ခတ်ဆိုတာသူ့နက်ခတ်ပေါ်သူစီးမှာရာဟုကျော်ကလည်းသူ့နက်ခတ်ပေါ်သူစီးနေပြီအဲ့တော့ဆိုလိုတာပေါ့ဗျာဟိုပါပထိပ်ပြီးဂျိုမင်းကြီး2ယောက်ပေါ့ဂျိုမင်းကြီးနှလုံးပေါ့ကို့နက်ခတ်ပေါ်ကိုစီးနေတာစနေကစနေပေါ်စနေစီးတယ်ရာဟုကရာဟုပေါ်ရာဟုစီးတယ်ကျွန်တော်တို့ကတော့ဟိုကိုမြန်မာပြည်အတွက်ကောင်းကျိုးပဲစဉ်းစားရမှာလေစနေကဗျနိုင်ငံခြားတိုင်းပြည်ကိုညွှန်းတာဗျတော့ကျွန်တော်တို့နက်ခတ်ပြည်တွေမှာလေရာဟုကကြတော့ဟိုပေါ့နော်ဟိုပေါ့နော်ရာဟုကြတော့တရုတ်တွေပါဘူးညွှန်းတာအဲ့ဒီစနေကလည်းစနေပိုင်းနိုင်ငံပေါ်ကိုစနေပိုင်းနက်ခတ်ပေါ်ကိုစီးတာနော်ရာဟုကလည်းရာဟုပိုင်းနက်ခတ်ပေါ်ကိုစီးမှာအဲ့ဒါမျိုးကလည်းဖြစ်ဖို့ခဲရဲနေနော်သူတို့ဟိုစလိုရာပေါ့ဗျာဘေးကိုသွားနေတဲ့လူချမ်းကြီးတယောက်ပေါ့ကိုယ့်အိမ်ကိုပြန်ရောက်လာတယ်ပေါ့ဒါသူတို့အိမ်သူတို့ပြန်ရောက်မှာနော်ရာဟုကလည်းသူ့အိမ်သူပြန်ရောက်မှာကျွန်တော်တို့စာသူလေးရှိတယ်ဂျိုပရိရဲ့မှာရာဟုလေမုန်တိုင်းအရင်ဓမ္မတရုတ်တရက်ပါတရုတ်ကရာဟုလို့ကျွန်တော်တို့စာထဲမှာဖတ်ဖူးတယ်နော်စနေကြတော့သူကဟိုပေါ့အခြားနိုင်ငံတွေကိုစနေလို့ပြောတယ်နော်အဲ့မှာကလားကိုလည်းစနေလို့ပြောတယ်နော်အဲ့ဒါမျိုးလည်းပြောတာရှိတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်စနေကကျွန်တော်တို့နဲ့တော့မပတ်သက်ဘူးဆိုပတ်သက်တာဒီတစ်ခုတော့ရှိတယ်ကျွန်တော်တို့မိန်ယာဒီမှာ26လုံးကရှိတာစနေပိုင်းနက်ခတ်တီးနေတဲ့နေရာကသူကမိန်ယာဒီဖြစ်တယ်မိန်ယာဒီဖြစ်တော့တခါမိန်ယာဒီကဂျာတာပရိပိုင်လေဂျာတာပရိပိုင်ဆိုတော့ကိုလည်းနည်းနည်းတော့ပတ်သက်နေတာပေါ့နော်အဲ့တော့သူတို့ဟိုပေါ့
ဟိုပေါ့ဒီစနေဂျိုမင်းကြီးอ่ะပေါ့နော်စနေဂျိုကြီးอ่ะသူ့အိမ်သူ့နက်ခတ်ပေါ်သူရောက်တော့ဒါနှစ်30မှတစ်ခါဆိုကျွန်တော်တို့ဗီဒီဖြစ်လာတာမှနှစ်30ပဲရှိသေးတာလीနှစ်30ကျော်ပဲရှိသေးတာဟုတ်နော်အဲ့တော့လည်းလောက်ခါစားဆိုတော့လောက်အတွေးခေါ်မတွေးခေါ်တတ်ဘူးအဲ့တော့ကြတော့အော်လို့ဟိုဒါလူတယောက်ချင်းနဲ့မပတ်သက်ပါဘူးနော်လူတယောက်ချင်းနဲ့မပတ်သက်ပါဘူးဟိုပါပေါ့ဟိုပေါ့ဒါမြန်မာပြည်တစ်ခုတည်းနဲ့လည်းဒီဂျိုသွားဂျိုလာတွေကပတ်သက်တာမဟုတ်ကမ္ဘာနိုင်ငံအသီးသီးနဲ့ပတ်သက်တယ်နော်တကဘာလုံးတော့မကောင်းစက်ကြဝဠာတစ်ခုလုံးနဲ့ပတ်သက်တယ်နော်အဲ့တော့စနေဂျူသူ့နဲ့ခတ်ပေါ်သူစီးတော့ဘာဖြစ်လာမလဲစောင့်ကြည့်ခင်ဗျားတို့ဘေးရင်တက်သွားမှာနော်စနေဂျူကနော်သူ့နဲ့ခတ်ပေါ်သူကပြန်ရောက်မယ်20ရက်မှရောက်မယ်ရထူလုံးမှာက26ရက်9လ2026ကနေ10ရက်12လ2026မှာရထူလုံးမယ်ဟုတ်ပြီနော်အဲ့နာမှာဘာဖြစ်မလဲ20ရက်တလအနေဘာဖြစ်မလဲဟိုပေါ့ဗျာသိကားပေါ်ကြည့်ပေါ့ဗျာဆိုလိုတာအဲ့ဒါမျိုးဟာဆရာကြူပြောပါဆရာကပြောတယ်လေကောင်းတယ်လို့ရေးထားတယ်9ရက်သားသမီးအားလုံးအတွက်စနေ26လုံးနဲ့ခတ်ဖို့ကောင်းတယ်လို့ရေးထားတယ်နော်ရေးထားတယ်ကျွန်တော်အဲ့လိုပြောတာလေအဲ့တော့ပြောင်းမြန်ဖြစ်မကောင်းဘူးလားကောင်းတယ်ဆိုစီးပွားရေးပညာရေးလူမှုရေးအပေါင်းတဲ့အကုန်ကောင်းတယ်လို့သူကရေးထားတာနော်ကျန်ကန်ထဲမှာကျွန်တော်မှကျန်ကန်ထောက်ထားရှိရထူလုပ်တဲ့အချိန်အခုကောင်းတယ်လို့ပြောတယ်ကောင်းနေတာကနေမကောင်းဖြစ်မှာလားအဲ့ဒါစောင့်ကြည့်ရမှာလीနော်ကျွန်တော်တွေ့တာကတော့ကောင်းနေတာကနေမကောင်းဖြစ်တာများတယ်မကောင်းဘူးဆိုပါလို့လူမှာဗျာကျမကြီးရဲ့စီးပွားရေးရဲ့အိမ်တော်ကြီးရဲ့လူမှုရေးရဲ့ဟုတ်လားနော်ဒါတွေပဲရှိတာလူတယောက်ချင်းပါလीအဲ့တော့တနင်္ဂနွေသားလဲဒါပဲဒါဒီ၄မျိုးတည်းပဲ၄မျိုး၅မျိုးလောက်ပဲတကယ်တမ်းကျတော့ရှိတာပါနော်အဲ့တော့ဥမာပေါ့ဟိုပေါ့စနေဂျူဥမာပေါ့အတဲ့သွားတော့မှာကမ္ဘာတိုင်းပြည်အသီးသီးမှာပေါ့နော်ကောင်းနေတယ်စစ်ဖြစ်တဲ့နေလည်းမကြတော့ဘူးပြဿနာကြီးလည်းငြိမ်းချမ်းတယ်ဆိုရင်တော့စနေဂျူကောင်းနေတော့ကောင်းနေပေါ့ဗျာစနေဂျူအကောက်သွားခါကြတော့ဘုံဆိုထဖြစ်မှာပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဟိုပေါ့စနေဂျူပြုတ်ပါပြပိုက်နက်ခတ်ပေါ့ဦးကောစားပြီးသွားနေရတယ်20ရက်တလားဒီအချိန်မှာထိုင်းနဲ့ကမ္ဘောဒီးယားနဲ့သူစစ်ဖြစ်အဲ့ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ဖြစ်ချင်20ရက်တလားကျော်ရက်မှာလားနက်ခတ်ပြောင်းပြီလေနက်ခတ်ပြောင်းလို့ရက်မှာလားဒါတွေကဟိုပေါ့ဗျာဟိုဒါကြီးကကျွန်တော်တို့တယောက်တည်းရဲ့ဟိုစောက်ဒီတွေကတော့ဟိုနက်ခတ်ပြောင်းရင်အချီနီလည်းပြောင်းတယ်လို့ရေးထားတယ်လေအဲ့တော့ဟိုပေါ့ဟိုစောင့်ကြည့်ရပါပေါ့20ရက်အဲ့တော့20ရက်တလားမှာနက်ခတ်ပြောင်းခြင်းရှိတယ်ကမ္ဘောဒီးယားနဲ့ယူရီးယားဖြစ်နေတဲ့ပြဿနာတွေကငြိမ်းတော့မှာလားအဲ့ဒါကတော့စောင့်ကြည့်ပါအခုယာဟုဂူယာဟုပိုင်နက်ခတ်ပေါ်သွားနေတယ်နော်ယာဟုပိုင်နက်ခတ်ပေါ်သွားနေတော့လေအဝါဖြစ်တာပဲလေဒီအချိန်မှာပဲဟိုမှာဖြစ်နေတယ်ယာဟုကတော့2ရက်8လကြာမှလွတ်မှာယာဟုပိုင်နက်ခတ်ပေါ်ကတော့ယာဟုကတော့အမြဲတမ်းရထိုးလုပ်နေတာသူကနောက်ပြန်သွားတဲ့ကျူနော်နောက်ပြန်သွားတဲ့ကျူအဲ့လိုကြတော့ဟိုစနီကျူနက်ခတ်ပြောင်းရင်ထိုင်းနဲ့ကမ္ဘောဒီးယားဖြစ်နေတဲ့စစ်ရက်မှာလားပူညာကျွန်တော်တိုင်းပြည်တော့မြန်မာပြည်ကြီးတော့မပြောရဘူးလေပြောတယ်နော်ဟိုမစင်စားရဘူးကြောက်တယ်နော်အဲ့ဒါကြောင့်ဟိုပေါ့အဝါပေါ့ဘလို့ခေါ်ရမလို့ဆိုတော့စနီကျူ20တလမှာနက်ခတ်ပြောင်းမယ်ပြုတ်ပါပြလိုက်ပေါ်နေဥဒ္ဒရာပြလိုက်ပြောင်းမယ်စာရဲကတော့ကောင်းတယ်လို့ရေးထားတယ်နော်နောက်ရထူလုပ်တဲ့အချိန်မှာမကောင်းဖြစ်မှာလားဒါကတော့ပိတ်ကားပေါ်ဆောင်ကြည့်ဟုတ်ပြီနော်နောက်ထပ်တစ်ခုကျွန်တော်ပြောမယ်အဲ့ဒါကဟိုကျွန်တော်ရထူလုပ်တာတွေကတော့တော်တော်များများပြောကြပါတယ်နော်သို့တော်လည်းဟိုပေါ့ဟိုကျွန်တော်ဖတ်နေတဲ့ channel မှာဆိုရင်သူကအဲ့တောက်ကြဂျိုးအဝင်းအထွက်ကိုသူကပြောတယ်နော်အဲ့တော့သူကဘာပြောလို့ဆိုတော့တောက်ကြဂျိုးတဲ့ဗုဒ္ဓဟူးနေ့ထွက်ရင်တဲ့ငတ်မွတ်ခေါင်ပါအဲ့ဒါကဘာလုံးနဲ့ဆိုင်တာကိုပြောတာနော်တောက်ကြဂျိုးအဝင်းအထွက်ဆိုတာဘယ်လိုလို့ဆိုတော့တောက်ကြဂျိုးကအခုကတနင်္ဂနွေဂျူဒီဂရီပေါ့နော်တနင်္ဂနွေရဲ့နောက်10အန်သာ10ဒီဂရီမှာရောက်လာတယ်တောက်ကြဂျိုးကတနင်္ဂနွေကျော်8ရက်ရောက်နေတယ်တောက်ကြဂျိုးကနောက်ကနေဝင်လာတယ်တနင်္ဂနွေနဲ့10ဒီဂရီလောက်ရောက်တဲ့အချိန်မှာဒါဂျိုးဝင်တယ်လို့ခေါ်တယ်အခုကတနင်္ဂနွေဂျိုးကအတ္တမိနေတာဟောတောက်ကြဂျိုးကအတ္တမိနေတာနော်ဟိုအတ္တမိတယ်ဆိုတော့ဆိုလိုတာပေါ့ဗျာဟိုပေါ့လောင်းရိပ်မိနေတာပေါ့တောက်ကြဂျိုးကလောင်းရိပ်မိနေတယ်နော်လောင်းရိပ်မိနေတယ်
တောက်ကြကျူကအခုကဝင်းနေတာတောက်ကြကျူဘယ်တော့ထွက်မှာတော့ဝင်တာကတော့တောက်ကြကျူဝင်လာတာကတော့ကျွန်တော်တို့အဟွာလောက်ကဝင်တာနော်ဟို12လပိုင်းတည်းလောက်ကဝင်တာဟိုတနင်္ဂနွေနဲ့10ဒီဂရီအတွင်းဝင်လာတာနော်အဲ့တနင်္ဂနွေရဲ့ရှေ့ကိုရောက်သွားမှာအဲ့ဒါကိုထွက်တယ်လို့ခေါ်တာအဲ့ဒီထွက်တဲ့အချိန်ကတောက်ကြကျူကတနင်္ဂနွေရဲ့အဝါကိုထွက်တဲ့အချိန်ကသူကတပေါင်းလာတယ်မှာတပေါင်းလာမှာတဲ့တောက်ကြကျူထွက်ပေါ်မူတဲ့သူကဘာဖြစ်အောင်ဆိုတော့မိုးခေါင်အန်အဲ့လိုရေးထားတာအဲ့တော့ကျွန်တော်တို့ရေကြီးတဲ့ခေတ်ကြီးမှာဗျာမိုးခေါင်အန်ဆိုတော့ဟိုလိုကြီးခေါင်တာတော့ကျွန်တော်မတန်းတာပါဘူးเนาะဒါမှမဟုတ်အခုလိုရေပြီးတော့2026မှာမရှိတော့တော့ဘူးလို့ထင်တာပဲအဲ့ဒါ2လပိုင်းတော့2လပိုင်းကျွန်တော်တို့တပေါင်းလာစံ3ရက်မှာတောက်ကြကျူထွက်เนาะအဲ့တော့အဲ့နေကဗုဒ္ဓဦးနေ့မှာဆိုရင်ငတ်မွက်ခေါင်မအန်ဟိုကကျတော့တပေါင်းလာထွက်မှုမိုးခေါင်အန်အဲ့တော့ဟာကောက်ပဲသီးနှံနေစိုက်ပျိုးသီးနှံနေညာမိုးမရွာလို့ဒုက္ခရောက်မှာလားအဲ့ဒါတော့တွေးပူမိတယ်အဲ့ဟောကိန်းပေါ့နော်အဲ့ဟောကိန်းကြောင့်ပါနောက်ထပ်ဟိုအောက်ကြဂျူပဲသူကရေးတာကျန်တဲ့ဂျူတွေကိုတခန်းတနာမရေးဘူးရေးတော့ရေးတယ်နော်အင်္ဂါဂျူထွက်ပေါ်မှုပါပဲကျွန်တော်လဲဟိုပေါ့ဗျာဒီမျက်လုံးနဲ့ပါနဲ့ဆိုတော့စာဖတ်ပြီးမှသူပြောနိုင်တာဟုတ်အဲ့တော့နည်းနည်းဟိုပေါ့အောက်ကြဂျူတစ်လုံးပဲအဓိကထားကြည့်နေတယ်နော်အဲ့တော့ဟိုပေါ့တောက်ကြကျူရဲ့ရှေ့မှာဂျူရီအားလုံးရောက်ရင်စစ်ဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ရှာကြည့်တာ2026ထဲကိုရှာကြည့်တာတောက်ကြကျူရဲ့ရှေ့မှာဂျူရီရောက်သွားတာမတွေ့ဘူးเนาะအဲ့တော့စစ်မဲ့ရေးရာတွေပေါ့နော်ဒါတကဘာလုံးနဲ့ဆိုင်တာပါဟိုဒါကြီးပြင်းထန်လာမယ်လို့တော့2026မှာမတွေ့ဘူးသို့တော်လည်းအခုကျွန်တော်တို့ဂျာတာပရီရထိုလုံးတုံးမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်ဖြစ်နေတယ်အဲ့ဒါက17ရက်3လကြာမှရက်မှာလားစနီဂျူနက်ခတ်ပြောင်းတဲ့အချိန်မှာရက်မှာလားစနီဂျူနက်ခတ်ပြောင်းတဲ့အချိန်က20ရက်တလဘာဘူးလို့ဆရာဟိုအဲ့စစ်ဖြစ်တာတွေရက်တာတွေပါဘူးရက်စီချင်တာလीကြောက်စရာကြီးလေဗျာမကောင်းဘူးလေဗျာခင်ဗျာနော်မကောင်းဘူးဘယ်မှမကောင်းဘူးအဲ့လိုဟာတွေကနော်ဟိုမကြောရင်းတဲ့ချင်းလိုပဲစစ်ပွဲတွေရက်ကြနော်တို့လူသားတွေငြိမ်းချမ်းသောကဘာကြီးဟုတ်လားနော်အဲ့လိုပဲအဲ့ဒါအလို့အရေးကြီးတာဗျာတကယ်ကြတော့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ဟိုကျန်တာတွေမကြည့်ဘူးကျွန်တော်ကအဲ့ဒါဂျူရီတော့ပြောင်းပြီးရက်ကိုညမှာလားရက်ကြပါအဲ့လိုပဲစိတ်ကူးထဲမှာဖြစ်မိတာနော်အခုကျွန်တော်တို့ဟိုပေါ့နော်ဟိုဝမ်းသာစရာပေါ့နော်ကျွန်တော်တို့ဟိုပေါ့ပမကျွန်တော်တို့ကတော့ဟိုလက်ဆန်းပေတင်ရဲ့အခေါ်အဝေါ်တွေလည်းကျွန်တော်တို့ကမပြောဟိုလက်မလွတ်ပါဘူးကြာသာပတိဆိုမြန်မာပြည်နော်အခုပြုတ်ပါပြပိုင်းနဲ့ခက်ဆိုတော့မြန်မာပြည်လို့ကျွန်တော်တို့ကယူဆတယ်နော်ယူဆတယ်ဆိုတာကဟိုကျန်တဲ့နက်ခက်ကပြတဲ့တိုင်းပြည်တွေသက်သက်ရှိတယ်နော်အဲ့တော့နက်ခက်ကပြတဲ့တိုင်းပြည်တွေသက်သက်ပဲနော်ဒါကြာသာပတိအဲ့တော့ကျွန်တော်တို့ဟို24လုံးပေါ်မှာစနေနဲ့ယာဟု290မှာတစ်ချိန်လောက်ပူးတဲ့အချိန်မှာမြင်ငင်ရတော့လှုပ်ခဲ့ပြီအခုယာဟုကလည်းသူ့နက်ခက်ပေါ်သူရောက်သွားပြီစနေဂျိုကလည်း20တလဆိုရင်သူ့နက်ခက်ပေါ်သူသွားတော့မယ်ဆိုတော့မြင်ငင်တော့ကျွန်တော်ကတော့မလာတော့ဘူးနော်အဲ့လိုပဲကျွန်တော်ယုံကြည်တယ်ပေါ့နော်ယုံကြည်တယ်ပေါ့ဒါတွေကဟိုစောင့်ကြည့်ရတာတွေကလည်း290မှာတစ်ခါဆိုတော့ဟိုခက်တယ်လေဗျာနော်ဘယ်လိုစောင့်ကြည့်နိုင်မလဲစာအုပ်တွေကလည်းဟိုပေါ့လွန်ခဲ့တဲ့290ဟိုဘက်ကတကယ်ကိုကျွန်တော်တို့ကျန်းနေစုံမတာလဲတွေ့တာဟုတ်နော်တွေ့တော့ကြတော့ဘာပဲဖြစ်ဖြစ်2026ကအဲ့2026ရဲ့ဂျူရီရထိုသွားမဲ့အချိန်မျိုးကျွန်တော်မိတ်ဆွေတွေတည်သွားပြီနော်တည်သွားပြီဆိုတော့ဗုဒ္ဓကျိုးတို့ရထိုလုတ်တဲ့ဒိတ်ကလေးတွေပြန်နားထောင်မှတ်ပြီးအဲ့အချိန်မှာဘာဖြစ်တော့အခုနေတော့အဆင်ပြေနေတာပဲအဲ့ခါကျမှအဆင်မပြေတာလားအခုအဆင်မပြေဘူးဆိုရင်အဲ့ဒီအချိန်အဆင်ပြေမှလို့လေကိုယ့်အကိုတွေးလို့ရတယ်ဟုတ်လားနော်ဥမာကြာသာပတိကျိုးကူရထိုလုံနေတယ်အခုအဆင်မပြေတဲ့လူတွေကြာသာပတိကျိုးအတဲသွားတဲ့17ရက်3လကျော်ရင်အဆင်ပြေလာမယ်အဲ့ဒါတော့အပိုင်အတွက်နော်အဆင်ပြေခဲ့တဲ့လူတွေအတဲသွားတော့အဆင်မပြေခဲ့တဲ့လူတွေရထိုသွားတဲ့အချိန်မှာအဆင်မပြေဘူးအဲ့ဒီအဆင်မပြေမှုကဘယ်တော့လွတ်မလို့17ရက်3လကျော်ရင်လွတ်မယ်နော်စနီဂျိုကလည်းအဲ့လိုပဲနော်စနီဂျိုကလည်းဒီမှာတီးတဲ့အတိုင်းပဲလေစနီဂျိုကဟွာပေါ့ကျွန်တော်တို့26ရက်9လနော်ဒီ26လုံးမြောက်နက်ခတ်ပေါ်ကို26ရက်9လထိအောင်အတဲသွားမှာအတဲသွားရာကနေ26ရက်9လကြတော့နောက်ဆုံးနော်အဲ့ဒီအချိန်လေးတွေကလည်းထူကြတယ်အဲ့ဒိတ်တွေမှတ်ထားပါမှတ်ထားရင်ကိုယ့်အတွက်ဥမာပေါ့ဗျာဒီကိုဟိုတချို့လေအရေးကြီးတဲ့အလုပ်တွေလုပ်နေရရှိတယ်လေ
ကြောင်းကြီးဝယ်တာဘယ်တော့တက်မှလို့ဘယ်တော့ကြာမှလို့ဒါပဲနားထောင်နေတာဒါပဲပြီးရင်မီးနေတာဒါပဲပတ်ဆက်ကုန်ခန်းနေတာလူတွေရှိတယ်တက်နော်ကျွန်တော်တို့ကဟိုပေါ့ဥမာပဲကိုပြောတဲ့အတိုင်းမမှန်မှုဆိုရင်မူသာဝါဒဖြစ်တယ်နော်ပတ်ဆက်ယူဟောတယ်ဆိုရင်သူကကိုကယူထားပြီအများကြီးယူထားပြီဆိုမှန်မှလေနော်ကျွန်တော်တို့ကတော့အဲ့ဒါကြောင့်ဟိုတချို့လေဆိုရင်ဆရာရွှေစည်းဘယ်တော့တက်မှာတော့မေးတယ်ပတ်ဆက်လည်းမေးပါတယ်ကျွန်တော်စီဆိုတစ်လစာကို9000နဲ့မေးကြတယ်ရှိပါတယ်အခုလည်းမေးနေကျွန်တော်တော့အဲ့ဒါတော့ expect ပေါ့ဗျာ expect ပေါ့ဂျူမြင်ကိန်းနေနဲ့ဟောတာနော်အဲ့မှာမှန်ခဲ့ပါတယ်နော်မှန်ခဲ့ပါတယ်ဒါမှမဟုတ်တရားမင်းမဟုတ်ဘူးလေဗျာမှန်အမြဲတမ်းကြီးတော့မှန်ညမမှန်ပါပေါ့နော်အဲ့ဒါကိုကိုတော့ဟိုပေါ့မူသာဝါဒထိုက်လောက်အောင်လည်းမယူနော်ကျွန်တော်သင်ပြီးတဲ့ကျွန်တော်လောကီပညာသင်ပြီးတဲ့ဆရာကကျွန်တော်ကိုစီးသုံးစီးတားထားတယ်ကျွန်တော်ဆရာတော်ကြီးကရဲဘော်တဲ့သမားဖျားလို့အရက်တဲ့သမားရှောင်းနိုင်ပါလေဖျားမိမရှောင်းနိုင်ပါလေဖျားမူသာဝါဒသူတစ်ပါးကိုနစ်နာစီတဲ့မူသာဝါဒတဲ့သူတစ်ပါးကိုဥမာတမင်းအာနာလို့တမင်းစားပြီးလားစားပြီးခဲ့လို့ပြောတာအဲ့ဒါမျိုးတော့မူသာဝါဒမဟုတ်ဘူးပေါ့နော်ဟိုသူတစ်ပါးကိုနစ်နာစီမူသာဝါဒကိုကဟိုပေါ့ကိုကဘယ်လိုခေါ်ရမလို့ဆိုတော့အခါကြီးငွေတွေအများကြီးယူထားပြီးတော့မမှန်ခဲ့မူသာဝါဒဖြစ်တယ်လေဟိုဒီပြင်ဟာကိုကျွန်တော်တို့တသက်တာဟောစတန်းတို့ဘာလို့ဆိုတာကတော့သူကသူကျန်းကိုကျန်းကန်းနဲ့သူကသူသွားတာနော်ကျန်းကန်ကတော့ဟိုလိုပဲပြောတာနော်ဒီလိုရွှေစည်းတို့ဘာလို့ကြတော့တော်တော်အရေးကြီးတယ်နော်ဟိုနည်းနည်းလည်းမဟုတ်ဘူးလေအဲ့ဒါကြောင့်အဲ့ဒါမျိုးကြတော့တော်တော်အလေးနဲ့ရှိတယ်အဲ့တော့ဒါလေးတွေကိုနားထောင်ထားပါနောက်ကျွန်တော်ဂျိုးမြင်းနေနော်ဘလောက်ဒီနော်အဲ့ဒါလေးလည်းပြောစရာရှိတယ်နောက်မှအကျေတဝင်ပြောမယ်အခုဆိုရင်တော့အင်္ဂါနဲ့စနေနဲ့စကွဲရအမြင်နော်စကွဲရကျွန်တော်ဆက်ပြောစရာတွေအများကြီးရှိပါသေးတယ်ပြောမယ်နော်အားလုံးကျမ်းမာချမ်းသာကြပါစေဘုဒ္ဓတာတွေတိုးပွားကြပါစေဗျ